တချင်းဆိုတိုင်းကီးလွဲနေလို့တချင်းဆက်မဆိုဖို့ရာတားမြစ်ခံလိုက်ရတဲ့အောင်စပူကတော့မြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးဇမင်းသားတက်လက်ဆိုပေမဲ့ပြည်သက်ဝေဖန်ခံရဆောင်မင်းသားဆိုရင်လည်းမမှားပါဘူးနော်။ဆိုင်းရီမိုးနဲ့အောင်စပူကခေပြိုင်မင်းသားချင်းတူရင်တောင်အောင်စပူဟာပိုပြီးအပြောခံရတတ်ပါတယ်။ဒါကလည်းသူ့ရဲ့အနေထိုင်မတက်မှုတွေနဲ့အောင်စပူဖန်ဆိုသူတွေရဲ့ဆက်ဆက်ထိမခံမှုတွေကြောင့်ပိုဆိုးလာရတယ်လို့ဆိုရမှာပါ။အားလုံးကလေးစားချစ်ခင်ရတဲ့ကိုဖိုးချစ်ကိုတောင်တပင်ဥက္ကဋ္ဌဘဝကနေနှုတ်ထွက်ချင်လောက်တဲ့အထိအောင်စပူရဲ့ပြည်သက်တချို့ကတွန်းအားပေးခဲ့တာပါ။ဒီလိုအချက်တွေကြောင့်ပဲအောင်စပူကိုဆိုရင်မျက်စိစပင်မွေစူးသူတွေများလာခဲ့တဲ့ရှင်လက်တလုံးမှာဆိုရင်လည်းအောင်စပူဟာတချင်းဆိုတဲ့အခါကီးမမှန်လို့အပြောခံနေရပြန်တာပါစပြီးနမဲကြီးကလေးကကီးတလွယ်ဖြစ်နေပေမဲ့တိခန့်ပေးကြပါသေးတယ်ဒါပေမဲ့နောက်ပိုင်းမှာတချင်းတိုင်းကိုကီးမဝင်ပဲဆိုတာများလာတာကြောင့်တချင်းကောင်းတွေကိုမဖြတ်စည်းပစ်ဖို့တောင်းပန်လာကြပါတယ်အောင်စပူနဲ့သူ့ရဲ့ပရိသတ်တွေကတော့အမြဲလိုအတန်နာနေတာကိုပဲအကြောင်းပြနေတတ်ကြတာပါတကယ်တော့အတန်ကအမြဲမနာနိုင်တယ်လို့အတန်နာတာနဲ့အတန်မကောင်းတာကလည်းတခြားစီမလို့အောင်စပူကိုတချင်းမဆိုတော့ဖို့အားလုံးကတောင်းဆိုလာကြပါတယ်ဇမင်းသားကအတန်မကောင်းအဆိုးမကောင်းတာတဘာဝဆိုပေမဲ့တချင်းတိုင်းကိုတော့မဖြတ်ဖို့ရလဲတောင်းပန်နေကြတာပါစိုင်းရီမိုးနဲ့ရှင်ရင်အောင်အောင်စပူရဲ့အတန်ကကီးကြောင်နေမှန်တိတာနေပါတယ်ဒါပေမဲ့လူတိုင်းကသူ့အကြိုက်နဲ့သူမလို့အောင်စပူရဲ့ပရိသတ်တွေကတော့သူဘလို့ပဲဆိုနေပါစေအားပေးနေကြစမြဲပါပဲတစ်ဖက်ကလည်းအောင်စပူမှာအဆိုပိုင်းပါရမီမပါတာကိုလက်ခံတင်ကြောင်ထောက်ပြနေကြကောင်အနုပညာကိုနှက်ခေါင်းနဲ့အာမပေးပေးမျက်စိပွင့်နားဆွင့်အားပေးကြဖို့ရခနဲ့ပြောဆိုနေကြတာဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့ရောအောင်စပူကိုအတန်မကောင်းလို့တချင်းမဆိုတော့ဘူးရာတားမြစ်လာတဲ့အပေါ်ဘလို့ထင်မြင်ကြပါသလဲရှင်